ဒီဟာကိုဘယ်လိုခေါ်လဲလို့မေးချင်ရင်အနီးလျက်တွားอะไรအနီးလျက်တွားอะไรရောက်ဖို့နီးပြီလားလို့မေးချင်ရင်มาใกล้ถึงหรือยังมาใกล้ถึงหรือยังပြုပြင်ဖို့နည်းလမ်းရှာပါဆိုရင်หาทำแก้ไขหาทำแก้ไขပစ္စည်းကိုဒီနေရာမှာချထားပါလို့ပြောချင်ရင်เอาของวางไว้ตรงนี้เอาของวางไว้ตรงนี้ဒီကိုလာပါလို့ပြောချင်ရင်มานี้มานี้ဒီမှာလေလို့ပြောချင်ရင်นี้ไงนี้ไงนี้ไงဒီကိုယူလာခဲ့လို့ပြောချင်ရင်เอามานี้เอามานี้ဟိုမှာယူသွားလို့ပြောချင်ရင်เอาไปนู้นเอาไปนู้นဒီကိုယူလာခဲ့လို့ပြောချင်ရင်เอามาที่นี่เอามาที่นี่